အင်္ဂလိပ်ဘောလုံးလောကကိုနာမည်ကြီးစေခဲ့တဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုအားလုံးပဲမင်္ဂလာပါ90 minute new ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အင်္ဂလိပ်ဘောလုံးလောကမှာတမိုင်းအဆင့်လာရအောင်မြင်မှုအများဆုံးအသင်းတွေဖြစ်ကြတယ်လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုလာမယ့်စူပါဆန်ဒေးည10:00 နာရီမှာရှင်ပြန်သွားတော့မှာဖြစ်ပါတယ်ဒီနေ့တင်ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင်ဘောလုံးလောကမှာပြန်ဆိုင်မှုပြင်းထန်ရုံနဲ့မဟုတ်ပဲကျောင်းတော်ကရန်စားတွေကလည်းရှိနေပြန်ပါတယ်လီဗာပူးရဲ့အချက်ချကြတဲ့ကုန်သွယ်ရေးစနစ်တွေကြားမှာဖြတ်တန်းသွားလာရတဲ့မန်ချက်စတာရဲ့ရေချောင်းစီးပွားရေးကအခွန်ပေးဆောင်နေရတာကြောင့်မကြေမနက်ပဲကိုပိုင်တူးမြောင်းကိုဖောက်လုပ်ရကနေအညှို့ကြည့်လာတဲ့ဒီမျိုးနှမျိုးဟာဘောလုံးလောကမှာပါမင်းပကောင်လည်းငါပါကောင်လည်းမင်းနေခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တင်တွေ့ဆုံတဲ့ပွဲကိုကြည့်ရှုတိုင်းရသပြည့်ပေးနေသလိုဖန်ပရိသတ်တွေကြားမှာလည်းအငြင်းပွားဖွယ်ရာတွေရှိခဲ့ကြတာဖြစ်ပါတယ်အခုမှာတော့လက်ရှိချန်ပီယံလီဗာပူးအသင်းနဲ့ပရီးမီးယားလိအမှတ်ပေးစရာထိပ်ဆုံး9နေရာကိုဝင်ရောက်ဖို့ရုန်းကန်နေရတဲ့ယူနိုက်တက်တို့ရဲ့အခြေအနေကတိတ်ပြီးမဟန်ပါဘူးလီဗာပူးအသင်းဟာနောက်ဆုံး3ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေသလိုချန်ပီယံဖြစ်ဖို့ရေကစားသမားပြောင်းရွှေ့မှာပေါင်တန်း400အထိသုံးဆွဲထားပေမဲ့ထင်သလောက်ဟုတ်မနေခဲ့ပါဘူးပြီးခဲ့တဲ့ရာသီမှာကောင်းပါတယ်ဆိုတဲ့ Eason နဲ့ Florian Wirtz ကိုခေါ်ယူခဲ့ပေမဲ့လက်ရှိမှာထင်သလောက်ခြေစွမ်းမပြနိုင်တာကြောင့်ဝေဖန်မှုတွေရှိနေပါတယ်။တစ်ဖက်က United ကလည်းဒီရာသီခြေစွမ်းကတနည်းငွေတနည်းရွှေဖြစ်နေပြီးဒုက္ခနှုံတွေကယုံထွက်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ဒီရာသီဝဲခွင့်မှာတပွဲမှနိုင်ပွဲရရှိထားခြင်းမရှိသေးပဲဂိုးတွေကိုလွယ်လွယ်နဲ့ခွင့်ပြုထားရတဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့်လီဗာပူးရဲ့အင်ကွင်းအန်ဖီမှာ United တို့အနေနဲ့နိုင်ပွဲရရှိအောင်ဆွမ်းဆောင်မှုဆိုတာကတော့လွယ်ကူတဲ့ရာတော့ဟုတ်မနေပါဘူး။ဒါပေမဲ့ဂုံတိတ်ခါပိုင်းရနှစ်သင်းလုံးနိုင်ပွဲရဖို့ရှင်ပြိုင်သွားရမှာဖြစ်တာကြောင့်စောင့်ကြည့်နေစရာကောင်းနေကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။